Buddhist Association INC certificate of recognition ဒါဘုမရရသေးတော်ပြီလားတော့ရ recognition အသေးမပြုတဲ့စာတဲ့ ဒါဘုမရလိုက်တော်ရင်းလို့ပြောတယ်ဟုတ်တယ်အင်းပြီးတော့ရိုက်လာငါရိုက်လိုက်ခင်းပါနော်ညငါရိုက်ပေးတယ်ကြည့်ပါမကလေးဟမ်တို့ရိုက်ပေးတယ်ဟောစတော်တာဘေးကမြို့တော်ကိုယ်တိုင်အတိမပြုတဲ့လက်မှတ်ထုတ်ပေးထားတာ ဟုတ်လား အတိမပြုတဲ့ဆိုရဲလက်မှတ်ထုတ်ပေးထားတာ certificate of recognition နဲ့ yeah ဒီကျောင်းကိုအတိမပြုတယ်တဲ့ဟိုနေ့ကနေပြီးတော့စတော်တာမြို့ရဲ့မြို့တော်ကနေပြီးတော့ yeah အတိမပြုတယ်တဲ့သူတို့ရဲ့ခွင့်ပြုချက်ကိုတောင်းရတယ်လေမြို့တော်ကတော့ဘာလို့လဲခွင့်ပြုချက်ကိုတောင်းရတယ်ဒီကျောင်းဆောက်တာလည်းသူခွင့်ပြုချက်တောင်းရတယ်ကျောင်းဆောက်ခွင့်ကိုတောင်းရတယ်ကျောင်းဆောက်ခွင့်ရပြီဆိုတော့သူ့ဘယ်ခါလုပ်တဲ့ခါကျတော့ကျောင်းဆောက်ကခါလုပ်တယ်မြို့တော်ကိုဖက်ရတယ်ပြီးတော့မြို့တော်က တရားစီရင်မှာထိုင်လိုက်မယ်လား အဲ့ဒီဥစ္စာခါရပြလိုက်တော့ဒီစနေနေ့တော့ commission ခါရပြလိုက် ကြည့်လာလားဟမ် ဟိုဒီမှာ ရတယ် ဟောလို့ကျမ်းပြည်ဖြစ်တယ် ရပါတယ် ကျမ်းပြည်ဖြစ်နေတယ်ငါထားရင် ဒီမှာမတ်တက်ရက်လိုက်လားဖေး အတိုင်လိုက်ပါ ကြောတင်းတယ် လက်ရက်လိုက်မတ်တက်ရက်လိုက်လားမတ်တက်ရက် ဖီးပေးတာလည်းမကောင်းဘူးခင်ဗျာ ရပါတယ်တီဗီဘက်ကွာဟိုဘက်တက်ရက်လိုက်ပြီးတော့ အေး ဟိုဘက်တက် ညနေကြီးကလည်းထန်ထန်ကြီးလောက်တာတယ် ဟိုမြန်မာနီးတာတာဟိုကောင်းတယ် အေးလေ ဒါ အေး အဲ့ လေ ဒါ အဲ့ဒါကြီးနဲ့ပဲကောင်းနော် ကျန်ရိုက်ပေါ့ ဂျမ်းမင်းသား ကျန် ကြီး ရိုက်တယ်ပေါ့ လက်ဝယ်ပြောမယ်နေပါကြီးသူရလက်ပြီးထိုးလိုက်လို့ ကျန်ရိုက် တကယ်အောင်မေးလို့ဖြစ်ဒီကကဘောရီးယားလူတွေထိုးပလိုက်တာလို့အဲ့ဒါညလုံးတစ်ဖက်ဖောက်ပြရတယ် တကယ်ထင်းနေဦးပြောလိုက်လေစတော်တာမျိုးကပီတန်ရိုဒ် ကမ္ဘောဒီးယားဗုဒ္ဓဘာသာ ကမ္ဘောဒီးယား Which one is your? That's your mom, right? ရ မထားခဲ့တော့ငါတို့ဟိုခဏသွားလိုက်တော့ ဟမ် ဟိုခဏသွားလိုက် ဘယ်သွားမှာ ဟိုမှာပကတ်လိုက်တယ် တားမေကဘယ်ရလဲတဲ့မေးနေတယ် ပြောလိုက် my son That's your son? yeah Wow, you look very young. I thought that was your sister at first. အာ bye bye thanks စစ်စတာလားတဲ့ 37? you man is it 29 30 I thought that was his mother. no That's his grandmother, huh? no friend Frank? Oh. ဒါကကြည့် ဟေးဒီမှာကျတော့ဒါပါယူမလား အေးရွာမယ်လာလာ ဒါလည်းထားပြတယ်မလား ဟုတ်ကဲ့လာလာခဏလေးပါသွားလိုက် So you went to school out here in Stockton? no
ရဘူးလေလာကောင်းတယ် ရောင်စုံတွေလောက်လိုက်တော့ကျွန်တော်ကြည့်လို့ပါလားအစကျမတို့လာတော့ဒါက ဟုတ်ကဲ့နော်ဟုတ်တာဒီနေ့က ဘာကန်းဒီဘာကန်းတစ်ဖက်ရောက်တော့ဟိုသူကအလေးခံပြီးတော့ဒီပြတ်ပြီးတော့ကောင်း